အပိုင်း6ရက်ဆောင်မှာတော့လူကတူကျောင်းလာနေရင်ရာနာကသူ့ကိုကူညီခဲ့တာတွေအတွက်သူမကိုလက်ဆောင်ပေးဖို့တွင်းနေကဖြစ်ချင်တော့ကောင်မလေးတစုကသူ့လက်အိတ်ကိုလူယူထားတာကြောင့်လူကတူလည်းနောက်ကနေလိုက်နေရပြီးဟီမီနိုကဆိုင်ကယ်နဲ့ရောက်လာကရာနာနဲ့ဦးဇာနာတာရောရောက်ချလာပြီးတောင်ကျနေတာကြောင့်ကောင်မလေးတွေလည်းကြောက်လို့ထွက်ဖြစ်ကုန်ကြပါတယ်ဖြစ်ချင်တော့မော်နီတာကောင်မလေးကမြင်သွားခဲ့ပြီးတကယ်တော့သူမကအိမ်နီးလို့တာဒီကျောင်းကိုရွေးချယ်ခဲ့တာပါကျောင်းမှာကဇိုးတွေပြင်းနေကအဲ့အထဲမှာမှစောက်ပိုးဆိုလို့လူကတူတာရှိနေခဲ့ပြီးဒါပေမဲ့ဖြစ်ချင်တော့ဘဲလေးကဇိုးဆိုင်ကယ်တွေပါစီးနေတာကိုမော်နီတာကမြင်သွားခဲ့ပါတယ်လက်ရှိမှာတော့လူကတူကမနေ့ကသူမပေးလိုက်ရတဲ့လက်ဆောင်ကိုဒီညပေးဖို့လုပ်နေခဲ့ပြီးညနေရောက်တော့အားလုံးကလူကတူအိမ်ကိုလာဆုနေကြပါတယ်အဲလိုနဲ့လူကတူမုတ်ထွက်ကိုဖြစ်လာခဲ့ပြီးရန်နာကတော့ရုပ်တည်ကြီးနဲ့ထိုင်နေခဲ့တာကြောင့်အားလုံးကလည်းလန့်နေခဲ့ပြီးအိုဆန်တာလည်းသူမရဲ့အကြိုက်ဆုံးအစားအစာကိုမေးလာခဲ့ပါတယ်ရန်နာကသူကြိုက်တာကအသားဖြစ်ပြီးအမုန်းဆုံးကတော့အချိုပွဲတွေဖြစ်တယ်လို့ပြောလာခဲ့ကအဲအချိန်ဦးဆန်တာကရန်နာသွေးကိုမြင်လာခဲ့ပြီးပုံမူကြီးကလည်းအိုဆိုပြီးတော့ခံမန်းနေခဲ့ပါတယ်ဖြစ်ချင်တော့ရန်နာကအိုဆိုပြီးတော့ပြောလာတာကြောင့်အားလုံးလည်းအံ့ဩသွားခဲ့ရပါတယ်အဲအချိန်မှာလူကတူကပူတင်နဲ့ပြန်ရောက်လာခဲ့ပြီးရန်နာကလည်းသူ့အကြိုက်ဆုံးကပူတင်ဆိုကပြောနေခဲ့ပါတယ်ဒီလိုနဲ့အားလုံးကနှုတ်ဆက်ကပြန်သွားခဲ့ကြပြီးလူကတူကရန်နာကိုလက်ဆောင်ပေးလာကဖြစ်ချင်တော့လက်ဆောင်ကကောင်းစီကျိုးဖြစ်နေခဲ့တာကြောင့်ရန်နာကလည်းဝမ်းသာသွားပြီးသူ့စပြင်ကိုမညံ့တော့ဘူးလို့ပြောနေခဲ့ပါတယ်နောက်နေ့မှာတော့ကျောင်းသားတွေကဦးဆန္ဒတာရဲ့ရံပွဲအကြောင်းကိုပြောနေခဲ့ကြပြီးသူ့လိုတန်မာတဲ့ကျောင်းသူအသည့်အကြောင်းကိုကြားရတယ်လို့ပြောလာခဲ့ကြပါတယ်အဲအချိန်ဦးဆန္ဒတာကရန်နာနဲ့အဖွဲကျနေခဲ့ပြီးလူကတူကလည်းဒါကိုမြင်တော့အံ့ဩနေတာပါအဲအချိန်မော်နီတာကတက်ရှင်ရေးတာဝန်ရှိကြောင်းကိုပြောလာခဲ့ပြီးအားလုံးကလည်းတက်ကြစွာပါဝင်ခဲ့ကြပါတယ်ဒါကိုမြင်တော့မော်နီတာကလည်းဂျင်းနဲ့နေခဲ့ပြီးဦးဆန္ဒတာကကြွေပြားတွေပါခွာနေတော့တာပါကျောင်းသားတွေကရန်နာနဲ့ဦးဆန္ဒတာပွဲကျန်းနေပြီးအထင်နဲ့ချောင်းကြည့်လိုက်ပြီးကြည်နေရင်ကနေကျောင်းသားတွေကကြောက်လို့ပြစ်ကြောက်အောင်တပြေးသွားကြပါတယ်ဒီလိုနဲ့မြို့ထဲကိုရောက်လာခဲ့ကြပြီးဘီဝိုင်းကစော်လေးကသူ့ကိုဘဲလေးတွေကခေါင်းစီကြိုးကြီးလက်ဆောင်ပေးကြောင်းပြောနေခဲ့ကဒါကိုကြားတော့လူကတူလည်းတုံလုံးသွားခဲ့ပြီးတစ်ဖက်မှာလည်းမော်နီတာကဆိုင်ပြင်ကနေချောင်းကြည့်နေခဲ့ပါတယ်အဲအချိန်စူမကီကဦးဆန္ဒတာနဲ့စုံနေခဲ့ပြီးဟီမီနိုကလည်းပါလာခဲ့ကဖြစ်ချင်တော့ရန်နာကရောက်ရှိလာခဲ့ပြီးကျောင်းပိတ်ရက်မှာကျောင်းဝတ်စုံကိုဝတ်ထားတာကြောင့်အံ့ဩနေခဲ့ပါတယ်ဒါကြောင့်စူမကီလည်းဖက်ရှင်ကိုတော့ဂရုစိုက်ဖို့ပြောနေခဲ့ပြီးလက်ကောက်ဝတ်ကခေါင်းစည်းကျိုးကိုတွေးလိုက်ကရန်နာကတော့ဒါကလူကတူပေးထားတာဖြစ်ပြီးစူမကီလည်းသူကဖက်ရှင်မိုဒယ်လုပ်နေကြောင်းကိုပြောပြလာခဲ့ပါတယ်စူမကီကဖက်ရှင်နဲ့ပတ်သက်လာရင်သူ့ကိုအကူလို့ရတယ်ဆိုပြီးပြောနေခဲ့ကဒီလိုနဲ့ဂုံနှိတ်ထဲကိုရောက်ရှိလာခဲ့ပြီးတစ်ဖက်မှာလည်းလူမိုက်တွေကဗလိုင်းကြီးပြည်နာထားချနေချိန်စူမကီတို့အဖွဲ့ကဖက်ရှင်အမိုက်စားတွေနဲ့ရောက်ရှိလာခဲ့ပြီးဖြစ်ချင်တော့အိုဆာနာတာနဲ့ရန်နာတို့ကိုလူမိုက်တွေကတည်နေကြပြီးရန်နာကတော့ဂါဝန်ကြီးနဲ့ဂုံနေတော့တာပါဒီလိုနဲ့စားတော့ပွဲကစတင်လာခဲ့ကခေါင်းစီကျိုးစီထားတဲ့ရန်နာကရုပ်ကြမ်းရင်းနဲ့ရှက်နေခဲ့ပြီးအီနူမာကဦးနီရှိမဂိုင်းရဲ့အကြောင်းကိုပြပြလာခဲ့ပါတယ်နောက်ပြီးဂိုင်းမှာထိပ်သီး9ယောက်ရှိကြောင်းအကျန်းဆုံးကတော့ဒူချီဆိုကရှင်းပြနေခဲ့ပြီးအဲအချိန်ဒူချီတို့အုပ်စုကတော့ကျောင်းဝင်းထဲကိုရောက်ရှိလာခဲ့ပါတယ်